တော့ဒါတွေအားလုံးကမင်းအောင်လှိုင်မတရားအာဏာသိမ်းပြီးနောက်ပိုင်းလက်တန်းနဲ့ဆောက်ရမ်းပေါ့နော်ပောက်ကရခေါင်းနဲ့ရှိတဲ့သူတို့တွေးတက်တဲ့လောက်ပဲလှုပ်တဲ့ဟာတွေရဲ့အကျိုးဆက်လိုပဲပြောရမှာဖြစ်ပါတယ်တိုက်စွမ်းရင်နဲ့တိုက်စွမ်းအားရှိတဲ့ခင်မီတမတော်တီဆောက်မဲတဲ့ကြားရတာရှက်စရာကြီးပေါ့နော်မင်္ဂလာပါမြန်မာနိုင်ငံတလွှားကစိတ်ဝင်စားစရာသတင်းထူးများနားဆင်နိုင်ရန်စောင့်မျှော်အားပေးကြပါခင်ဗျာဒီနေ့လည်းအကြောင်းအရာတွေရှိပါတယ်ကျွန်တော်တို့သုံးသပ်ကြမယ်ပေါ့နော်ပထမဆုံးပြောချင်တဲ့အကြောင်းအရာကကြတော့ဒါစစ်ကောင်စီရဲ့အဆင့်မြင့်အရာရှိကြီးပိုင်းတွေပေါ့နော်အကြီးပိုင်းအရာရှိတွေစစ်စင်ရေးနေရာတွေမှာလည်း CAFP ဟာရင်ဆိုင်နေရတယ်လို့နောက်တန်းလိုနေရာတွေမှာလည်းရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်းလေးရှိပါတယ်ပေါ့နော်အဲ့တော့တော်လိုင်းအင်အားစုတွေကစစ်ကောင်စီရဲ့အကြီးပိုင်းအဆင့်တွေထိဖိအားပေးဖို့နောက်ပိုင်းမှာကြိုးစားလာတာတွေတွေ့ရတယ်ဒါဟာလည်းအရင်အရေးကြီးပါတယ်စစ်မြေပြင်မှာလည်းစစ်ကောင်စီကအရင်ကလိုမျိုးဒါသူတို့တွေစီတန်းထွက်တာပဲဖြစ်ဖြစ်ပေါ့နော်ဒါတိုက်ခိုက်ရေးလုပ်တာပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးတွေမှာသူကအကြီးဆုံးအဆင့်ကနေပြင်မှာတရင်မှုအဆင့်လောက်ကပဲအကြီးဆုံးဦးစီးဦးဆောင်နဲ့လုပ်တာဖြစ်ပါတယ်ဒါပေမဲ့အချို့နေရာတွေမှာတော့ဒါအခုဆိုရင်ဗျူဟာမှုအဆင့်တွေအပြင်တမမှုအဆင့်တွေကအစရှေ့တန်းကြကြနေရာတွေမှာတာဝန်ပေးခံရတာတွေရှိလာတယ်အဲ့လိုမျိုးတာဝန်ပေးခံရလို့ထိခိုက်တာတွေပေါ့နော်တမမှုကအစဂီးသွားတာတွေဒါမျိုးပုံစံမျိုးတွေကအစဖြစ်လာနေပြီပေါ့နော်ပြောမယ်ဆိုရင်တော့ရှေ့တန်းလိုနေရာမျိုးတွေမှာစစ်ကောင်စီရဲ့အကြီးပိုင်းရာရှိတွေအဆင့်မြင့်ရာရှိကြီးတွေဖိအားတန်တွေခံစားနေရပြီပေါ့နော်ဒါကတော်လိုင်းအင်အားစုတွေပေးတဲ့ဖိအားအဆင့်ဆင့်တက်လာတာကိုမြင်တွေ့ရတာဖြစ်ပါတယ်အခုပါစေရောက်လာတာပေါ့နော်အဲ့လိုမျိုးရောက်ပြီး15မိနစ်လောက်ကြာတော့ဒီဘုံရှင်းလေးရဲ့ DC ကား၄စီးရောက်လာပြီးတော့လမ်းပိတ်ပြီးတော့စစ်ဆေးတာတွေလုပ်တယ်ပြီးတော့လည်းအသက်မဲ့အောင်ဘုံလှုပ်သွားနိုင်တယ်ဆိုပြီးတော့လည်းဖော်ပြထားရတယ်ပေါ့နော်အဲ့ဒီမှာကတော့ဒါထုံးအောင်လို့မရှိဘဲနဲ့ပါနော်ဒါလုံခြုံရေးနဲ့ဒါမိသားစုဝင်နေငယ်လောက်ပဲရှိတယ်ဆိုပြီးတော့လည်းဖော်ပြကြတာတွေ့ရတယ်ဆိုတော့ဒါကဖြစ်စဉ်တစ်ခုပေါ့လေနော်အဲ့တော့လက်ရှိမှာဒါထုံးအောင်ကကာကွယ်ရေးဝန်ကြီးဆိုပေမဲ့အရင်တုန်းကသူကလေချုပ်ဖြစ်ခဲ့တာကာကွယ်ရေးဦးစီးချုပ်လေဖြစ်ခဲ့တာပေါ့နော်အဲ့တော့သူတာဝန်ယူစဉ်ကာလအတော်အတွင်းမှာဒါစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မလို့မြေပြင်မှာရုပ်ပြက်ဆင်းပြက်နဲ့အဆုလိုက်အပြုံလိုက်တည်ဆုံးခဲ့ရတဲ့ဒါအပြစ်မဲ့ပြည်သူတွေအများကြီးရှိပါတယ်ကလေးတငယ်တွေအများကြီးရှိပါတယ်ဗောနော်အဲ့တော့2022ကနေ2024အတွင်းလေကြောင်းတိုက်ခိုက်မှုအားလုံးကဒီကောင်နဲ့သက်ဆိုင်နေဆိုပြီးတော့ပြောရမှာဖြစ်ပါတယ်ပွားခြင်းမရှိဘဲနဲ့ဗောနော်အဲ့နေရာဒေသတွေကိုဒါသူတို့ရဲ့အထင်တလုံးနဲ့ဗောဗျာဒီနေရာမှာ PDF တွေရှိနိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေကလည်းအများကြီးရှိပါတယ်အဲ့လိုမျိုးတိုက်ခိုက်ခဲ့တာကြောင့်လို့ရသားပြည်သူတွေအများကြီးပဲဒေဆုံးခဲ့ကြတာရှိတယ်ဗောနော်အခုဆိုရင်လည်းဒါသူတို့ရဲ့ဒီလေကြောင်းတိုက်ခိုက်မှုကပို့ပြီးတော့ဆိုးဝါးလာတဲ့အနေအထားကိုမြင်တွေ့နေရတာဖြစ်ပါတယ်အဲ့တော့စစ်ကောင်စီဘက်ကတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ဖုံးဖိထားတဲ့သတင်းထုတ်ပြန်တာလည်းဘယ်တော့မှရှိလာမှာမဟုတ်ဘူးသူတို့ကအမြဲတမ်းညှင်းဆိုနေကြဖြစ်တယ်သူတို့ဒီသတင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်စစ်ကောင်စီရဲ့အစစ်မြစ်စစ်ကောင်းဆောင်တွေရဲ့လုံခြုံရေးကမြို့ပေါ်လိုနေရာမျိုးတွေမှာလည်းစိုးရိမ်နေရပြီဖြစ်တယ်အိမ်မှာနေတော့မှမလုံခြုံတော့တဲ့အနေအထားနဲ့သူတို့ရင်ဆိုင်နေရတယ်လုံခြုံရေးနဲ့ပတ်သက်လို့ပုံမတင်းကျပ်တဲ့ပုံစံမျိုးတွေနဲ့သူတို့နေထိုင်ရတော့မှာဖြစ်ပါတယ်ဒါကလည်းဝစ်လေတာလို့ကျွန်တော်ပြောချင်ပါတယ်ဘာကြောင့်လဲဆိုတော့ပြည်သူတွေရဲ့နေ့စဉ်ဘဝတွေကိုမလုံမခြုံဖြစ်အောင်ဒီကောင်နေဇက်တိုက်ဆိုသလိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်ကိုယ်အိမ်နဲ့ကိုနေတာတော့မှမလုံခြုံတော့တဲ့နေထားပေါ့နော်အိမ်ထဲမှာညမိပိတ်ချိန်မိပိတ်ပြီးတော့အိမ်နေတာတော့မှပဲအတင်းဆွဲချပြီးတော့ဒါလူသိစုဆောင်တဲ့ပုံစံမျိုးတွေဖန်ဆီးတဲ့ပုံစံမျိုးတွေချင်းချောင်းငွေညစ်တဲ့ပုံစံမျိုးတွေကစားဒါပြည်သူတွေရင်ဆိုင်နေရတာဖြစ်ပါတယ်ဗောနော်ဒီတဲ့ကလေးတွေဗောနော်ဒါလုံးဝဗျာတချို့ကြတော့လူကောင်ထွားတယ်ဗောဗျာအဲ့လိုမျိုးလူကောင်ထွားတယ်ဆိုရင်တော့မှပဲအသက်မပြည့်ဘူးဆိုရင်လုံးဝစုဆောင်းလို့မရဘူးဗျာဒါပေမဲ့သူတို့ကအဲ့လိုမဟုတ်ဘဲနဲ့ဒါကိုလိန်လည်ဖို့အတွက်ဗောနော်အသက်မပြည့်သေးဘူးဆိုရင်လည်းအသက်ပြည့်အောင်ပြောဆိုတဲ့ပုံစံမျိုးနဲ့လိန်လည်ပြီးတော့စုဆောင်းရေးတဲ့ထဲဖို့ကြိုးစားတာရှိပါတယ်ဟိုနေ့ကဆိုရင်ဒါပေါက်ကလုံးပြောပြထားတဲ့သူတို့ရဲ့တကယ်ဖြစ်စဉ်အမှန်တစ်ခုဆိုလည်းမြင်တွေ့ရပါလိမ့်မယ်ဗောနော်16နှစ်အရွယ်ရှိတဲ့ကလေးကိုဖမ်းဆီးတဲ့ကားပေါ်မှာရိုက်နှက်တဲ့အဲ့ကလေးကသူ့အသက်ကို16နှစ်လို့ပြောလို့ရိုက်ခံရတာဗောနော်အသက်မပြည့်သေးလို့နောက်ဆုံး19နှစ်လို့ပြောမှပဲအရိုက်ရက်သွားတယ်ဗောနော်ပြီးတာနဲ့တက်ထဲကိုခေါ်သွားရဆိုပြီးတော့သိရတယ်42နှစ်အရွယ်ကိုလည်း29နှစ်လား25နှစ်လားအဲ့အရွယ်လို့ပြောမှပဲအရိုက်ရက်တယ်ဗောနော်အဲ့လိုပုံစံမျိုးနဲ့ဒါသူတို့ဘက်ကကောင်နေပေါက်ကလုံးဆိုတာသူတို့ဘက်ကကောင်အဲ့လိုကောင်မျိုးတွေကစားပြောပြတဲ့ဖြစ်စဉ်တွေလည်းရှိလာတယ်ဗောနော်ဆိုတော့ကလေးလည်းမရဘူးအသက်ကြီးသွားတဲ့အသက်လွန်သွားပါတယ်ဆိုတော့လူကြီးလည်းမရဘူးအမျိုးသားလည်းမရဘူးအမျိုးသမီးလည်းမရဘူးအဲ့လိုပုံစံမျိုးနဲ့ဒါနေ့စဉ်နဲ့အမျှပေါ့နော်ဒါပြည်သူကိုဒုက္ခပေးနေစိတ်ဒုက္ခတွေပေးတာပေါ့နော်စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံဒါပြူဆိုတဲ့ကောင်တွေကပေါ့နော်အဲ့တိုးတဲ့အထိလိုက်ပြီးတော့တနက်ထောက်ပြီးတော့ဓမြတိုက်တာတွေလက်ဝဲလက်စားချွတ်ယူတာတွေဒါမျိုးတွေကစားရင်ဆိုင်နေရတာတွေရှိပါတယ်ပြီးတော့အခုလိုမျိုးပြည်တွင်းမှာမလုံခြုံလို့ပြည်ပကိုထွက်ပြီးတော့ပေါ့နော်ဒါတဝမ်းတစ်ခါအတွက်ဒါရှာစားကြမယ်လောက်ကင်စားတော့ကြမယ်မိသားစုကိုပြန်ကြည့်နိုင်ဖို့အတွက်လုပ်ကြမယ်ဆိုတော့လေကန့်သက်ချက်တွေများစွာနဲ့ဒါပြည်ပထောက်ခွင့်တွေပိတ်ထားတာတွေလည်းအားလုံးလည်းသိပါလိမ့်မယ်ပေါ့နော်ဒါဖန်ဆီးခံရတာတွေလည်းရှိပါတယ်အဲ့တော့ပြည်သူကိုလောင်ရင်ထဲမှာထည့်ပိတ်ထားပြီးတော့နေ့စဉ်နဲ့မျှနှိမ့်ဆက်ညှဉ်းပန်းနေတဲ့ပုံစံမျိုးတွေဖြစ်နေတာပါအဲ့တော့ပြည်သူတွေခက်ခဲလာတဲ့မွန်းကျက်လာတဲ့တနေ့ထက်တနေ့
ဆင်းရဲဒုက္ခတွေပူပြီးတော့များလာတယ်အဲကြောင့်မလို့ဒါပြည်သူကိုလှုပ်ခဲ့တဲ့လှုပ်ရက်တွေကအခုဆိုရင်တို့ပြန်ပြီးတော့ဝစ်လည်နေတယ်PR တွေတစားပို့ပြီးတော့တိုးလာတယ်တို့တွေလည်းမွန်းကျက်နေရပြီတို့တွေလည်းလုံခြုံရေးစိုးရိမ်နေရပြီဆိုတဲ့ပုံစံမျိုးကိုမြင်တွေ့ရပါတယ်အဲ့တော့ဒါကခုဖြစ်စဉ်ရဲ့နောက်ဆက်တွဲအနေနဲ့ဒီပါဆယ်ပို့တဲ့ကိစ္စတွေပေါ့နော်အဲ့လိုကိစ္စမျိုးတွေပို့ပြီးတော့ကြက်လာမယ်အဝင်အထွက်စစ်ဆေးတာတွေပို့ပြီးတော့တင်းကျပ်လာမယ်လုံခြုံရေးကောင်းစဉ်တက်ပြီးတော့ဒါလှုပ်ရှားတဲ့ဟာတွေပြည်သူကိုအနိုင်ကျင့်တဲ့ဟာတွေဖိနှိပ်တဲ့ဟာတွေပေါ့နော်သွားလာနေတဲ့ပြည်သူတော်မှရက်ပြီးတော့ဖုံးပြစမ်းဘာစမ်းညာစမ်းဆိုတဲ့ပုံစံမျိုးတွေကပို့ပြီးတော့လှုပ်လာနိုင်ခြေရှိပါတယ်ပြီးတော့သူတို့အေးအေးယူမခံရရေးသူတို့ယာတုမကြစေရေးယာတုမပြုတ်စေရေးဒီလိုမျိုးဖြစ်စဉ်ဖြစ်သွားပြီဆိုရင်အဲ့လိုမျိုးရေးယူခံရဖို့များတယ်ဒါကြောင့်မလို့အဲ့လိုမျိုးဖြစ်စဉ်တွေကိုကြော်လွှားနိုင်ဖို့အတွက်လက်တယ်တရားခံရှာတတ်ကြတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်နဲ့ဘာမှမဆိုင်တဲ့အယက်သားပြည်သူတွေကိုတမင်ကဖမ်းဆီးပြီးတော့ဝန်ခံခိုင်းတဲ့ပုံစံမျိုးတွေလည်းလှုပ်လာနိုင်ခြေရှိပါတယ်ရှေ့ပိုင်းမှာလည်းအဲ့လိုမျိုးတွေဇက်တိုက်ကိုလှုပ်ခဲ့တာပေါ့နော်အဲအကြောင်းမလို့အဲ့ပုံစံမျိုးတွေအတွက်လည်းသတိထားကြဖို့လိုပါတယ်ဒါကတော့ဒါဒီသူတို့ရဲ့အကြီးပိုင်းပေါ့နော်ဒါထုံးအောင်ကန်ကောင်းသွားတယ်ဆိုပေမဲ့လည်းဒါသူတို့ရဲ့အကြီးပိုင်းအဆင့်မြင့်အရာရှိကြီးတွေအဆင့်ထိလုံခြုံရေးဖိအားတွေတိုးလာနေပြီဆိုတဲ့အကြောင်းဒါပြောချင်တာဖြစ်ပါတယ်ပြီးတော့ဒါမီးပွိုင်းလိုနေရာမျိုးတွေမှာဘယ်လိုမျိုးရှာဖွေနေကြရတယ်လူမမဲ့ကလေးတွေကိုရင်ဝင်ပိုက်ပြီးတော့ဗောနော်ဘယ်လိုမျိုးတောင်းရန်စားတောက်နေရတယ်ဆိုတဲ့ဟာတွေကလည်းအများကြီးပဲရှိလာတယ်ဗောနော်ဒါဆင်းရဲမွဲတေမှုတွေပူပြီးတော့များလာတယ်ဆိုပြီးတော့ဝိုင်းပြောကြရလည်းရှိပါတယ်အဲ့ဒါဟာတကယ်မြေပြင်မှာဖြစ်ပျက်နေတဲ့အခြေအနေတွေအမှန်တရားတွေဖြစ်တယ်ဗောနော်မင်းအွန်လိုင်းဘလောက်ပဲပါဇက်ကနေပေါက်တက်ကြရတွေပြောနေပါစေနိုင်ငံဟာလုံးဝကိုကြောက်သေးကိုထိုးကြပြီးတော့ပြည်သူတွေအကုန်လုံးကဆင်းရဲဒုက္ခငတ်မှုခေါင်းပါမှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်အဲ့တော့ကောင်းရောင်းကောင်းဝယ်လှုပ်ရှားပါမယ်ဆိုတဲ့ဟာတွေကလည်းအဆင်မပြေဘူးပြည်ပယင်းနှိမ့်နှံမှုတွေကလည်းထွက်ခွာသွားတယ်နိုင်ငံကမတည်မငြိမ်ဖြစ်နေတာဖြစ်တဲ့အတွက်ဘယ်သူမှလည်းယင်းနှိမ့်မမြုပ်နှံခြင်းဘူးပေါ့နော်အဲကြောင့်မလို့ထွက်ခွာသွားတဲ့ခါကျတော့အလုပ်ကိုင်းတွေရှားပါတယ်လျှက်စစ်မီးမှန်မပေးနိုင်ဘူးစက်ရုံတွေပိတ်သွားတယ်အဲ့တော့အလုပ်ကိုင်းတွေပို့ပြီးတော့အလုပ်လက်မဲ့တွေများလာတယ်အလုပ်ကိုင်းတွေရှားပါလာတယ်ပေါ့နော်ကောင်းကောင်းမွန်လောက်ကင်စားတောက်ဖို့စ조사နေတာတော့မှပဲမိသားစုရှင်သန်ရက်တည်ရဲ့အတွက်အရန်ကိုခက်ခဲလာတဲ့ဟာတွေကအများကြီးတွေ့နေရတယ်အခုနောက်ပိုင်းဆိုရင်ဒီအကျိုးဆက်တွေကြောင့်မလို့ဒူးကြိုက်မှုတွေပို့ပြီးတော့များလာတယ်ဗောနော်ဒါအရင်တုန်းကဆိုရင်ဗောနော်မကြားဘူးတဲ့ဒီဗန်ဓမြတိုက်တဲ့ကိစ္စတွေအခုနောက်ပိုင်းဇက်တိုက်ဆိုသလိုကြားလာရတယ်ရွှေဆိုင်တွေဓမြတိုက်တယ်တောက်လျှောက်ကြားလာရတယ်ဆွဲကြိုးတကုံရဖို့ဆိုင်ကယ်တစ်စီးရဖို့ဒါလူအသက်ကိုရန်ရှာတဲ့အဆင့်မျိုးတွေထိရှိလာတယ်ညဘက်တွေမကနေဘက်လိုနေရာမျိုးတွေမှာတော့မှပဲပြောင်ပြောင်တင်းတင်းဒီလိုမျိုးဒူးဆိုင်မှုကိုကျူးလွန်နေတဲ့ဟာတွေကနေရာနှက်ဒါမြို့အနှက်မှာတွေ့လာရတယ်ဗောနော်အဲ့ဒါအတွင်းမှာအရှိန်ဟုန်နဲ့နိုင်ငံသစ်တိဆောက်ရေးဆောင်ရွက်သွားမယ်ဆိုပြီးတော့ပြောလာပါသေးတယ်ဗောနော်အဓိကတော့သူမတရားရယူထားပါတယ်ဆိုတော့9နှစ်အတော်အတွင်းမှာသူကရည်ရွယ်နေတာဖြစ်ပါတယ်2နှစ်ကိုဘယ်လိုလုပ်မယ်ကြံ3နှစ်ကိုဘယ်လိုလုပ်မယ်ဗောနော်ဒါပေမဲ့လက်ရှိနိုင်ငံမှာဖြစ်ပျက်နေတဲ့ဟာတွေကိုဗောနော်တိတိမွားကိစ္စတောင်မှပဲဒီကောင်မဖြေရှင်းနိုင်ဘူးဗျာအဲ့လိုပုံစံမျိုးနဲ့စကားကြီးတွေရှောက်ပြောနေတာကိုကျွန်တော်တို့ကမြင်တွေ့နေရတာဖြစ်ပါတယ်အာကုသိုလ်တွေများတယ်ဗောနော်အဲ့တော့စီးပွားရေးနဲ့ပတ်သက်ရင်နဲ့ပြည်တွင်းထုတ်လုပ်မှုမြင့်မယ်တဲ့ပြည်ပသွင်းကုန်ရှော့ချမယ်စားစီ73စီတိရစ္ဆာန်အစာစေဝါအပါဝင်သွင်းကုန်တွေအကုန်ရှော့ချပြီးတော့နိုင်ငံသားသုံးစွဲငွေကိုရှော့ချမယ်ဆိုပြီးတော့ပြောလိုက်တာရှိပါတယ်အဲ့တော့ပြည်တွင်းမှာထုတ်လုပ်ပါမယ်ခေါ်တဲ့ပုံစံမျိုးတွေရှိလာတယ်ဗောနော်အမျိုးစုံပဲဒါပြည်သူတွေကနေ့စဉ်ပို့ပြီးတော့ကြက်တဲလာတယ်အချိန်တွေပေးရတဲ့ငွေကြေးတွေကုန်ခန်းတဲ့အလုပ်တွေနှောင့်နှေးတယ်ဗောဗျာပြီးရင်ထပ်ပြောသေးတယ်နိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းဥပဒေကိုလည်းအနာဂတ်မှာဆက်လက်အကောင့်ထဲပေါ်ကျင့်သုံးသွားမယ်ဆိုပြီးတော့အတည်ပြုလိုက်တယ်ကဲပျော်စရာကြီးပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာမင်းအွန်လိုင်းလိုကောင်မျိုးဆက်လက်ပြီးတော့ဒီလိုမျိုးမတရားသဖြင့်အုပ်ချုပ်နေသမျှကာလပတ်လုံးကတော့ဒီလိုမျိုးစိတ်ဆင်းရဲစရာဒီလိုမျိုးမျှော်လင့်ချက်မဲ့စရာအကြောင်းအရာတွေပဲဖြစ်နေမှာပါပေါ့နော်အဲ့တော့နိုင်ငံရဲ့လုံခြုံရေးနဲ့ကာကွယ်ရေးမှာပြည်သူတရက်လုံးပါဝင်နိုင်ရေးအတွက်စစ်တပ်ကဥဆောင်တဲ့ပြည်သူ့စစ်မဟာဗျူဟာကိုဆက်လက်အကောင့်ထဲပေါ်သွားမယ်ဆိုပြီးတော့ပြောတယ်တိုက်စွမ်းရင်နဲ့တိုက်စွမ်းအားရှိတဲ့ခင်မီတမတော်တီဆောက်မယ်တဲ့ကြားရတာရှက်စရာကြီးပေါ့နော်တလုံးပြည်သူ့ဘဏ္ဍာငွေကိုအသုံးချပြီးတော့တီဆောက်လာခဲ့ပါတယ်ဆိုတော့ဒီနှစ်90ကျော်စစ်ကောင်စီစစ်တပ်ကြီးကပေါ့နော်တကယ်မြေပြင်မှာဘလောက်ထိတိုက်စွမ်းရည်တွေကောင်းမွန်နေတယ်လဲတိုက်စွမ်းအားတွေကောင်းမွန်နေတယ်လဲဆိုတဲ့ဟာကအခုလက်ရှိမြေပြင်မှာကြည့်ရင်သိသာစေပါတယ်ပေါ့နော်ပြီးရင် तू မနိုင်လို့ပေါ့နော်အဲ့လိုမျိုးနှစ်90လောက် तू တီဆောက်ထားတယ်ပြည်သူ့ဘဏ္ဍာငွေတွေကိုလွဲသုံးစားလုပ်ပြီးတော့တီဆောက်ထားတယ်ဒါပေမဲ့တကယ်မြေပြင်မှာပြည်တဲ့တပ်ဖွဲ့တွေအရာတွေနဲ့တိုက်တဲ့အခါမှာမနိုင်လို့အခုဆိုရင်ဘသူ့ကိုစစ်ကူခေါ်ရလဲဆိုပြည်သူကိုစစ်ကူခေါ်ရတယ်မင်းတို့စားတော့ကတော့မင်းတို့ပဲစားကြတယ်မင်းတို့မနိုင်တဲ့အခါကျမှပြည်သူရဲ့အသက်တွေကိုချနေနေတယ်ဆိုပြီးတော့ပြောရမှာပေါ့နော်ပြီးရင်သူတို့မနိုင်တဲ့သူတွေကိုကြိလိုက်တော့သူတို့ထက်အဆအဆရရနှိမ့်တဲ့သူတွေပေါ့ဗျာလက်နက်အင်အားမှာကြည့်မလားပြည်စုံမှုမှာကြည့်မလားထောက်ပံ့မှုမှာကြည့်မလားသုံးဆွဲမှုပမာဏမှာကြည့်မလားဒီအရာတွေနဲ့ဒါ PDF တပ်ဖွဲ့တွေဆိုတာကစစ်ကောင်စီတက်အဆအဆရရနှိမ့်တယ်စစ်ကောင်စီကသူတို့ထက်အများကြီးတာတယ်ဗျာဒါတောင်မှပဲဒီကောင်တွေနိုင်အောင်မတိုက်နိုင်ဘူးနိုင်အောင်မတိုက်နိုင်လို့ပြည်သူကိုပါအစ်စ်ဒါဆွဲထည့်ပြီးတော့ဗောနော်ဒါဒီလန်းကိုပို့ဖို့အတွက်စ조사နေတာဖြစ်တယ်ဗောနော်အဲ့တော့ကြားရတာ
ရှက်စရာကြီးလို့ပြောရမှာပဲဖြစ်ပါဆိုတော့သူ့အနေနဲ့ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်ရည်ရွယ်ပါတယ်ဆိုတဲ့ဟာကလည်းမအောင်မြင်ခဲ့ဘူးတော်လိုင်းအင်အားစုတွေတွေးကွဲအောင်လို့ပေါ့နော်အားနေသွားပြီဆိုပြီးတော့ဖော်ပြခြင်းပေမဲ့လည်းမအောင်မြင်ခဲ့ပြန်ဘူးပေါ့နော်အဲ့တော့ဝါဒဖြန့်မှုတွေလောက်နေပဲဂျင်းနေနေရတယ်တကယ်မြေပြင်မှာတော့ဒါကျွန်တော်တက်တီးတန့်လှုပ်ပေးဦးမယ်ရက်တရာအတော်တွင်းမှာသူဘယ်လောက်ထိဆုံးရှုံးသွားသလဲပေါ့နော်သူဘာတွေပြန်ရသလဲဘယ်လောက်ထိအကောင့်ထဲပေါ်နိုင်ခဲ့သလဲတကယ်ရောဟုတ်ရဲ့လားဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်တီးတန့်တင်ဆက်ပေးပါဦးမယ်ပေါ့နော်ဆိုမင်္ဂလာပါမြန်မာနိုင်ငံတလွှားကစိတ်ဝင်စားစရာသတင်းထူးများနားဆင်နိုင်ရန်စောင့်မျှော်အားပေးကြပါခင်ဗျ